ရှေးရခင်ပြူခေတ်ကာလကတရေခေတရာနှင့်ခေပြိုင်ထွန်းကားခဲ့သောဗိတ္တနိုးဟုခေါ်သည့်မြို့နိုင်ငံလေးတစ်ခုရှိခဲ့ပါသည်ထိုတိုင်းပြည်ကိုအုပ်ချုပ်သူမှာစီရေးစီယာကျွမ်းကျင်သည့်တီလသမာဓိနှင့်ပြည့်စုံသောဘုရင်မပန်းထွားဟုသည်ပန်းထွားဘုရင်မသည်ဒနာယီလာတကောင်းဘုရင်မဟာတတော်ရာဇာ၏သားတော်ဆူလတန်ဖာဝါနှင့်လင်ကာဒီပမှဘီလူမစန္ဒာမုခိတို့၏တဦးတည်းသောသမီးတော်ဖြစ်သည်ဗိတ္တနိုးပြည်သည်ပန်းထွားဘုရင်မအတွေ့ဗိတ္တနိုးနတ်မင်းကြီးကိုယ်တိုင်ဖန်ဆင်းပေးထားသောတိုင်းပြည်ဖြစ်သည်ဟုယုံကြည်ကြသည်အကြောင်းမှာသူမသည်အတိတ်ဘဝကဗိတ္တနိုးနတ်မင်းကြီး၏နှမတော်ဖြစ်ခဲ့မှုသောကြောင့်ဖြစ်သည်အခြားသောအင်အားကြီးတိုင်းပြည်များကဗိတ္တနိုးပြည်ကိုသိမ်းပိုင်ရန်ကျိန်ဖန်များစွာကြိုးပမ်းခဲ့ကြတော့လဲမအောင်မြင်ခဲ့ကြပေအဘယ်ကြောင့်ဆိုသောပန်းထွားဘုရင်မထံတွင်တကြားမြင်းဆက်ထထားသောအတူလစီတော်ရှိနေသောကြောင့်ဖြစ်သည်ရန်သူများလာရောက်တိုက်ခိုက်သည့်အခါဘုရင်မကထိုစီတော်ကြီးကိုတီးခတ်လိုက်လျင်ရန်ပယ်ချောင်းရေများလှန်တက်လာပြီးမြို့ပတ်ဝန်းကျင်ကိုလွှမ်းမိုးသွားကရန်သူစစ်တပ်များမြို့နားသို့မကပ်နိုင်အောင်တားဆီးပေးလိရှိသည်တနေ့တွင်တရေခိတရာဘယံဒွတ်တာပေါင်းသည်ဗိတ္တနိုးကိုတိုင်းပိုင်ရန်အကောက်ကျန်လေသည်တရှိုများကိုရသေးရောင်ဆောင်စီပြီးဗိတ္တနိုးပြည်သို့ဆေလွတ်ခဲ့သည်ဘယင်မပန်ထွားသည်တီလာတမာသည်ရှိသူခေ၍ထိုရသေးအတုများကိုကြည်ညိုမိကနန်းတော်တွင်လက်ခံထားခဲ့သည်ထိုရသေးအတုများသည်အခွင့်ကောင်းကိုဆောင်၍အတုလစီတော်ကြီးကိုဖျက်ဆီးလိုက်ကြသည်နောက်တနေ့တွင်ဒွတ်တာပေါင်မင်း၏စစ်တမ်းများလာရောက်တိုက်ခိုက်သောအခါဘုရင်မသည်စီတော်ကိုတီးခတ်တော်လဲအတန်မမီတော့ပေရန်ဘဲချောင်းရည်လည်းမတက်လောက်တော့သဖြင့်ဗိတ္တနိုးပြည်သည်ရန်သူလက်အောက်သို့ကြာရောက်ခဲ့ရသည်ဒွတ်တာပေါင်မင်းသည်ပန်းထွားဘုရင်မကိုဖမ်းဆီးပြီးမိဖုရားအဖြစ်သိမ်းပိုက်လိုက်သည်ဒွတ်တာပေါင်မင်း၏အခြားမိဖုရားများသည်ပန်းထွား၏အလှကိုမနာလိုဖြစ်ကြပြီးသူမသည်ဘလူးမ၏သမီးဖြစ်သည်ဖြင့်ရုပ်ဆိုးအကြီးတန်းသောဘလူးမသာဖြစ်ကြောင်းကုန်းချောစကားဆိုကြသည်မင်းကြီးလည်းထိုစကားကိုယုံပြီးပန်းထွားကိုပြစ်ပယ်ထားခဲ့သည်မိမိတိုင်းပြည်ကိုဖျက်ဆီးပြီးမတရားသိမ်းပိုက်ခဲ့သည့်အပြင်မိမိကိုပါပြစ်ပယ်ထားသည့်အတွက်ပန်းထွားဘုရင်မသည်ဒွတ်တာပေါင်မင်းကိုလက်စားချေရန်ကြံစီလေသည်သူမသည်မင်းကြီးဖုံးတကိုးကိုယုံလျော့စေရန်နီးမျိုးစုံဖြင့်ကြိုးပမ်းခဲ့သည်တနေ့တွင်သူမဝတ်ဆင်သောထမီစကိုမျက်နာသို့ပဝါကဲ့သို့ပြုတ်လုပြီးမင်းကြီးအားဆက်တလိုက်သည်မင်းကြီးသည်ထိုပဝါကိုတုံးလိုက်သည်နှင့်တပြိုင်နက်သူ၏ဖုံးတကိုးများပျောက်ကွယ်သွားခဲ့ရသည်နောက်ပိုင်းတွင်ဒွတ်တာဖောင်မင်းကြီးဖောင်တော်ရှိ၍တိုင်းခန်းလှဲ့လေရာ၌ရေအောက်မှနဂါးတစ်ကောင်၏တိုက်ခိုက်ခြင်းကိုခံရလေသည်နားမှာပြန်မှာယခင်ကဲ့သို့ဖုံးတကိုးမရှိတော့တဲ့ဖြင့်မင်းကြီးသည်နဂါးကိုမခုခံနိုင်ပဲအသက်ဆုံးရှုံးခဲ့ရသည်ထို့သို့ဖြင့်ပန်းထွားဘုရင်မသည်လက်စားချေနိုင်ခဲ့သည်မင်းကြီးတေဆုံးပြီးနောက်အခြားမိဖုရားများသည်ပန်းထွားဘုရင်မကိုဝိုင်းဝန်းနှိပ်စက်ကြသဖြင့်သူမသည်အစိတ်တောက်၍မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည်သူမမသေးဆုံးပြီးငါလာမကြီးအပင်များငါလာမတီးစေချိန်စားခဲ့သည်ဟုဆိုကြသည်နောက်ဆုံးတွင်ပန်းထွားဘုရင်မသည်မဟာမြိုင်အရှင်မဆိုတဲ့နတ်ဗျာမဖြစ်သွားခဲ့တော်သည်ငါလာမကြီးညီငါလာမတီးစေ